မင်းကလေးဟာတောက်ဖက်နှက်ကိုချွတ်လိုက်ပါတယ်ခဏချင်းမှာပဲဝတ်တုတ်တုတ်ခြေထောက်လေးကကျန်းပြင်ပေါ်ရောက်လာခဲ့ပါတယ်ဒီလောက်ချုံမောလာပါတဲ့မိန်းမပြူလေးကဘလို့ဖြစ်ပြီးဝါတုတ်တုတ်မင်းကလေးဖြစ်သွားရတာလဲတီးရတဲ့လောက်တော့သူမရဲ့အလှတရားဟာဒီအနီအောင်တောက်ဖက်နှက်စီကနေလာတာဖြစ်ပါတယ်တကယ်တော့သူမကမင်းသမီးလေးတစ်ပါးပါသူမရဲ့18နှစ်ပြည့်မွေးနေ့မှာနန်းတော်ဆောင်ရွက်မက်တွေကစုံမတယောက်ကိုဖမ်းဆီးလာခဲ့ပါတယ်စုံမရဲ့အလှပမှာနှင်းမျောသွားတဲ့ဘရင်ကြီးဟာသူမကိုလက်ထပ်ခဲ့ပါတယ်မကြခင်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်လာခဲ့ပြီးနန်းတော်တွေကလူတွေတယောက်ပြီးတယောက်ပျောက်ကွယ်သွားရနောက်ဆုံးမှာဘရင်ကြီးနဲ့မင်းသမီးလေးပဲကြံပါတော့တယ်ဒါတွေအားလုံးရဲ့နောက်ွယ်မှာစုံမရှိနေမှတည်သွားတဲ့ဘရင်ကြီးဟာတမိဖြစ်သူဘေးကင်းဖို့အတွက်ဝေးရကိုဆေးလွတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဘရင်ကြီးလည်းပျောက်ကွယ်သွားပြီးစုံမကပဲအရာရာကိုထိန်းချုပ်လိုက်ပါတယ်အမြဲတမ်းပြုံမြင့်နေဖို့အတွက်စုံမဟာပန်းသီးပင်တစ်ပင်ကိုစိုက်ပျိုးခဲ့ပါတယ်အဲ့ဒီအပင်ကပန်းသီးတွေဟာတောက်ဖက်နှက်တွေဖြစ်သွားပြီးဘသူပဲစီစီကဘာပေါ်မှာအလှဆုံးအမျိုးသမီးဖြစ်လာစေပါတယ်မင်းညကမင်းသမီးလေးဟာနန်းတော်ထဲကိုခိုးဝင်ပြီးအဲ့ဒီအပင်ကိုရှာတွေ့ခဲ့ပါတယ်ပန်းသီးကိုလှမ်းယူလိုက်တဲ့အချိန်မှာပဲစုံမရောက်လာခဲ့ပါတယ်လျှက်စီးလိုအလင်းထဲတစ်ခုဖြတ်တန်းသွားပြီးနောက်မင်းသမီးလေးဟာဖက်နှက်ကိုစီးမိသွားပြီးအလှပစင်ကိုအမျိုးသမီးလေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်စုံမကမဟုတ်ဘူးဒါတွေကငါဟာရီလို့အော်ဟစ်လိုက်ပါတယ်နောက်ဆုံးအချိန်မှာမင်းသမီးလေးဟာတမျက်စိပြန်ကိုလှမ်းယူပြီးထွက်ပြေးခဲ့ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲသူမဟာလူပူလေးတွေရဲ့အိမ်ကိုရောက်ရှိသွားခဲ့ပါတယ်တစ်ပင်မှာစိုက်နေတဲ့တမျက်စိကိုမြင်ပြီးလူပူလေးတွေကတခိုးဝင်တဲ့အမှတ်နဲ့အိမ်ထဲကိုအပြေးလောဝင်လာကြပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူမကိုသဘောကျအောင်လုပ်ဖို့အတွက်တချို့ကအရသာရှိတဲ့အစားအစာတွေချက်ပြုတ်ပေးကြပြီးတချို့ကလည်းစိန်လက်စွပ်အကြီးကြီးတွေပေးကြပါတယ်နင်းဖွေးလေး Snow White ကတော့သူမရဲ့အဖေကိုပဲရှာချင်နေခဲ့တာပါအဲ့ဒီညမှာသူမဟာအဖေဖြစ်သူရဲ့အရေးအယောင်ကိုလှမ်းမြင်လိုက်ရလို့နောက်ကနေလိုက်သွားခဲ့ပေမဲ့အေယာမယုံကြီးတစ်ကောင်နဲ့တွားတိုးပါတော့တယ်ယုံကြီးကသူ့မစီခုံအောင်မဲ့အချိန်မှာပဲသူ့ရဲ့ကောင်တစ်ယောက်ပေါ်လာပြီးသူမကိုဘေးကင်းရာစီဆွဲခေါ်သွားခဲ့ပါတယ်သူတို့ထွက်ပြေးခဲ့ကြပေမဲ့ယုံကြီးကနောက်ကနေနီးကပ်လာနေပါတယ်ယုံကြီးနီးကပ်လာတာကိုမြင်တဲ့အခါသူ့ရဲ့ကောင်ကပြေးတော့နောက်လည်းမကြည့်နဲ့လို့အော်ပြောလိုက်ပါတယ်မကြခင်မှာပဲနှင်းဖွေးလေးဟာလမ်းပိတ်နေတဲ့နေရာတစ်ခုမှာပိတ်မိသွားခဲ့ပါတယ်ယုံကြီးကသူ့မစီကိုခုံအုပ်လိုက်တဲ့နောက်ဆုံးစက္ကန့်မှာသူ့ရဲ့ကောင်ကဓာတ်ကိုကင်ပြီးရှေ့ကိုခုံထွက်လိုက်ပါတယ်အချိန်မီပဲအခြားလူကူလေးတွေရောက်လာပြီးယုံကြီးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်နောက်တနေ့မနက်မှာတော့နှင်းဖွေးလေးဟာသူမအဖေရဲ့ပုံတူပကြီးကားကိုယူပြီးအဖေဖြစ်သူကိုရှာဖွေဖို့လူကူလေးတွေနဲ့အတူမြို့ထဲကိုထွက်ခွာလာခဲ့ပါတော့တယ်